ပွဲကစားနေရင်းနဲ့ဒီကစားသမားရဲ့ဖက်နှက်ပြဲသွားတဲ့အခါဒီလိုတာမန်ကိစ္စလေးတစ်ခုကနေအရှုပ်ထွေးတွေအကြီးအကျယ်ဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူးသူဘောလုံးနဲ့အတူထိုးဖောက်နေတော့မှပဲဖက်နှက်ကရုတ်တရက်အောက်ခြေကနေကွာထွက်သွားတာကြောင့်ချော်လဲပြီးဘောလုံးဆုံးရှုံးသွားခဲ့တယ်လို့တိုက်စစ်ကလည်းပြတ်တောက်သွားခဲ့ပါတယ်အဲ့ဒါနဲ့သူကအရန်ခုန်တန်းဘက်ကိုချက်ချင်းလှည့်ပြီးဖက်နှက်အသစ်တစုံပေးဖို့နီးပြကိုလှမ်းတောင်းပါတယ်ဒါပေမဲ့မမျှော်လင့်ထားတာကနီးပြဖြစ်သူကဒါဟာသူ့တာဝန်မဟုတ်ဘူးကိုဘာသာကိုပဲဖြေရှင်းရမယ်လို့ပြောပြီးပြက်ပြက်သားသားညှင်းဆိုလိုက်တာပါအခြေအနေကတင်းမာသွားပြီးအဲ့ဒီကစားသမားကလည်းလက်ဟန်ချေဟန်တွေနဲ့အော်ဟစ်ကဒေါသတကြီးတုတ်ပြန်ခဲ့ပါတယ်အခြေအနေတွေကထိမ့်မနိုင်သိမ့်မရဖြစ်လာတာကြောင့်နောက်ဆုံးမှာဒိုင်လူကြီးကဝင်ရောက်ဆွတ်ဖက်ခဲ့ရပြီးပွဲကိုခိတ္တရက်နားလိုက်ရပါတယ်ဒိုင်လူကြီးကသူ့ကိုအဝတ်လဲခန်းထဲမှာဖက်နှက်သွားလဲဖို့ကွင်းပြင်ကိုထွက်ခိုင်းလိုက်တဲ့အတွက်သူ့အသင်းဟာလူတစ်ယောက်ရော့သွားခဲ့ပါတယ်သူ့အသင်းဖော်တွေဟာဇဝေဇဝါဖြစ်ကြံခဲ့တယ်လို့ပြိုင်ဘက်ရဲ့ပြင်းထန်တဲ့ဖိအားပေးမှုကိုလည်းခံခဲ့ရပါတယ်အဆိုးဆုံးအချိန်မှာပဲပြိုင်ဘက်အသင်းကလူပိုရတဲ့အသာစီးကိုအသုံးချပြီးလျင်မြန်တဲ့တိုက်စစ်ကနေဂိုးသွင်းယူသွားခဲ့ပါတယ်ကွင်းတစ်ခုလုံးစိတ်လှုပ်ရှားမှုတွေနဲ့စူညံသွားခဲ့တယ်လို့တကယ်တော့ဒါဟာရှောင်လွှဲလို့မရတဲ့ဂိုးမျိုးပါဒီမှာလည်းမပြီးသေးပါဘူးအဲ့ဒီကစားသမားဟာဖက်နှက်အသစ်နဲ့ကွင်းထဲပြန်ဝင်လာတဲ့အခါမှာတော့လုံးဝခြားနာတဲ့စိတ်ဓာတ်နဲ့ပြန်ပါလာပါတယ်ဒေါသကိုအကောင်းဆုံးထိန်းချုပ်ပြီးဆွဲပြေးနဲ့ပြိုင်ဘက်ကိုအဆက်မပြတ်ဖိအားပေးတာလှပတဲ့ဆွဲပြေးမှုတွေနဲ့ကစားကွက်ကိုမြင့်တင်ရင်းနောက်ဆုံးမှာပင်နယ်တီတစ်ခုရယူနိုင်ခဲ့ပါတယ်သူဟာဘာမှရေဝေးမနေပဲဘောလုံးကိုကောက်ကင်ကဂိုးထဲကိုကန်သွင်းပြီးခြေပေါက်ကိုရယူပေးလိုက်ပါတယ်